ရုတ်တရက်လေးထဲမှာသူစိန်တယောက်ရဲ့အနံ့ကိုမိခင်တောင်ကျင်းသေးကရလိုက်ပါတယ်။သူမကတားပေါက်လေးတွေရဲ့ဘေးကင်းလုံခြုံရေးအတာဒီအခြေအနေကိုကိုယ်တိုင်တွားရောက်စစ်ဆေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမရဲ့လှုပ်ရှားမှုတွေကတတိကြီးစွာနဲ့ငြင်းတန်နေပေမဲ့ခွန်အားတွေအပြည့်ရှိပါတယ်။သူမရှာဖွေနေတဲ့အရာကိုတွေ့သွားပါတယ်။အဲ့ဒါကတော့နေမြေကျူးကျော်ဝင်လောက်လာတဲ့သူစိန်တောင်ကျင်းသေးတကောင်ပါ။ဒီကျူးကျော်သူကလူပြိုပေါက်အရွယ်သားရှိသေးပြီးမိခင်တောင်ကျင်းသေးရဲ့အရှိန်ဝါကြောင့်အဝေးကိုသွားဖို့ကြိုးစားနေတာပါ။ဒါပေမဲ့ဒီကျူးကျော်သူကတယောက်တည်းမဟုတ်ပါဘူး။သူ့ရဲ့နောက်မှာအားကိုးရမယ်သူ့ရဲ့မိခင်ကလည်းပါလာခဲ့တာပါ။အခုဆိုရင်အင်အားကြီးမားတဲ့အမနှကောင်ကတကောင်နဲ့တကောင်ရင်းဆိုင်တွေ့ကြပါပြီ။ဟင်းတန်တွေချင်းထောက်တန်တွေနဲ့အတူချက်ချင်းတိမ်းမာသွားခဲ့ကြပါတယ်။ Robustry လို့အမည်ကြတဲ့မိခင်တောင်ကျင်းသေးကလုံးဝနောက်မဆုတ်ပါဘူး။သူမအတွက်ကတော့ဒီရေကန်တပေးမှာသားသမီးတွေအတွက်အစာရှာဖွေရနေမည်ဖြစ်တယ်လို့မိသားစုရဲ့အိမ်လည်းဖြစ်ပါတယ်။သူမကအလိုအဆုံးအချိန်မှာသာတိုက်ခိုက်ဖို့ဆုံးဖြတ်ထားပေမဲ့သူမရဲ့ပြတ်သားတဲ့အကြည့်တွေနဲ့ဟင်းတန်တွေကရန်သူကိုတုံ့လှုပ်ဆွဲဖို့လုံလောက်သွားပါတယ်။နောက်ဆုံးမှာတော့ Robustry ရဲ့မစုံမနစ်တဲ့သတ္တိနဲ့ခိုင်မာတဲ့ယက်တီချက်ကြောင့်ကျူးကျော်သူတွေကနောက်ဆုတ်သွားခဲ့ရပါတယ်။ဒါကတိုက်ပွဲတစ်ခုကိုလက်နက်မပါပဲစိတ်ဓာတ်ခိုင်မာမှုနဲ့အနိုင်ယူလိုက်တာပါ။ဒီဖြစ်ရကနေကျွန်တော်တို့သင်ခန်းစာယူလို့ရတာတခုရှိပါတယ်။အဲ့ဒါကတော့ဘဝမှာကိုပိုင်ဆိုင်တဲ့နယ်ပယ်နဲ့တန်ဖိုးထားရတဲ့အရာတွေကိုကာကွယ်ဖို့အတွက်တခါဒီမှာကိုခန္ဓာနဲ့တိုက်ခိုက်နေဖို့မလိုပါဘူး။ကိုယ့်ရဲ့ခိုင်မာတဲ့စိတ်ဓာတ်နဲ့ပြတ်သားတဲ့ယက်တီချက်ရှိုံနဲ့တင်ရန်သူတွေကိုနောက်ဆုတ်သွားစေနိုင်ပါတယ်။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့တောရိုင်းတဘာဝအကြောင်းအရာတွေကိုအမြဲကြည့်ရှုချင်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ page ကို like နဲ့ follow လုပ်ထားဖို့မမီပါဘူးနော်။ကျွန်တော်ကတော့တင်ဆက်သူစောချင်းပါခဏ။အားလုံးပဲကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေ။